wormhole ဆိုတာကတော့စကြဝဠာကြီးအတွင်းတနည်းအားကနေတနည်းအားကိုချက်ချင်းရောက်သွားနိုင်တဲ့လမ်းကြောင်းတွေဖြစ်ပြီး theoretical passage တစ်ခုအနေနဲ့သာမှတ်ယူထားကြပါသေးတယ်။ဒီအချင်းအရာကလည်း Einstein နဲ့ General Relativity Theory နောက်မှာဖြစ်ပေါ်ယူဆလာကြတာဖြစ်ပါတယ်။ wormhole theory 1935ခုနှစ်မှာရူပဗေဒပညာရှင်တွေဖြစ်တဲ့ Albert Einstein နဲ့ Nathan Rosen တို့နှစ်ဦးက General Relativity Theory ကိုသုံးပြီးတော့စကြဝဠာအတွင်းတနေရာကနေတနေရာကိုချက်ချင်းရောက်နိုင်တဲ့ဒိုးရှူပေါက်တွေရှိနေတယ်လို့တင်ပြခဲ့ကြပါတယ်။ဒီဒိုးရှူပေါက်တွေကို Einstein-Rosen hole တွေလို့ခေါ်ပြီးတော့နောက်ပိုင်းမှာတော့ wormhole များဟုသာအလွယ်တကူခေါ်ယူလာကြပါတယ်။ဒီ wormhole တွေဟာစကြဝဠာအတွင်းအချိန်နဲ့ဟင်းလင်းပင်ကိုဖျက်ပြီးတော့တနေရာကနေတနေရာကိုသွားရမှာချက်ချင်းပင်ဖြစ်စေအချိန်အနည်းငယ်တည်းဖြစ်စေရောက်ရှိသွားစေနိုင်ပါတယ်။ Two-dimensional space Einstein ဟာစကြဝဠာကြီးကိုနှစ်ဖက်မြင်အနေနဲ့ခြုံကြည့်ခဲ့ပါတယ်။အမှန်မှာတော့နှစ်ဖက်မြင်မဟုတ်ပါ။စကြဝဠာအတွင်း dimension ပေါင်း20အထိရှိနိုင်တယ်လို့လည်းအချို့သောသိပ္ပံပညာရှင်တွေကပြောကြားထားကြပါတယ်။ Einstein ဟာသူ့ရဲ့ theory ပိုမိုမြင်သာပြီးလွယ်ကူစွာရှင်းလင်းပြခြင်းလို့ခြုံခဲ့ခြင်းဖြစ်ပါတယ်။စကြဝဠာအတွင်းမှာဖြစ်ပျက်သမျှအရာတိုင်းဟာဒီနှစ်ဖက်မြင်အပေါ်မှာသာဖြစ်ပျက်မယ်။ဒီပြင်ကြီးအပေါ်မှာကျွန်တော်တို့သိသမျှအတိုင်းဒီအားလုံးအပါအဝင် XYZ time လက်ရှိတဲ့အတိုင်း၄ခုကိုသာသိတယ်။အခြားအရာတွေအားလုံးတည်ရှိပါတယ်။ဆိုလိုတာကတော့အကွာအဝေးအလင်းအချိန်စတဲ့အားလုံးသော quantity တွေဟာဒီပြင်ကြီးလမ်းကြောင်းပေါ်မှာသာတည်ရှိပါတယ်။ဒီပြင်ကြီးလမ်းကြောင်းပေါ်မှာမဟုတ်တော့ဘူးဆိုရင်သူ့အတွက် time and space ဟာဒီစကြဝဠာထဲမှာဖြစ်ပျက်နေတဲ့ကြံတဲ့အရာတွေဘာနဲ့မှအတူတူမဟုတ်တော့ပါဘူး။ Einstein နဲ့ Rosen ဆိုတဲ့သိပ္ပံပညာရှင်နှစ်ဦးကတော့ဒီပြင်ကြီးပြန်နေတဲ့စကြဝဠာကြီးကိုခောက်ကြည့်လိုက်ပါတယ်။ပြီးတော့ဒီပြင်ကြီးအတိုင်းမဟုတ်တဲ့လမ်းကြောင်းတစ်ခုနဲ့တနေရာကနေတနေရာကိုသွားနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။ဒီအချိန်နဲ့ဒါဟာတကယ်ဖြစ်နိုင်လား။ဟင်းလင်းပင်ကိုကျွန်တော်တို့ကြည့်ဘူးတဲ့စိတ်ကူးရင်သိပ္ပံဇာတ်လမ်းတွေဒီမှာတော့ wormhole တွေနဲ့စကြဝဠာအတွင်းအလွန်ဝေးလံတဲ့နေရာတွေကိုခီးသွားလာနေကြတာအတော်တများကိုတွေ့မြင်ရပါတယ်။အလွန်ဝေးလံတဲ့နေရာကဂရိုသားတွေကလည်း wormhole ကိုသုံးပြီးတော့ကဘာပေါ်ကိုမကြာခဏဆိုသလိုရောက်လာကြတယ်ဆိုပြီးလဲတွေ့မြင်ရနိုင်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ပိုမိုရှုပ်ထွေးလာပါတယ်။ယခုထိအသေးအပြုထားတဲ့ wormhole တချို့ကိုမှမတွေ့ရသေးပါဘူး။ပထမဆုံးပြဿနာကတော့အရွယ်အစားထစ်ပါလိမ့်မယ်။လက်ရှိ theory တချို့မှာဖော်ပြတာကတော့ wormhole တွေဟာ10 to the power -33 cm ခန့်သာရှိနိုင်ပါတယ်တဲ့။ဒါပေမဲ့စကြဝဠာပြတ်နေတာကြောင့် wormhole တွေရဲ့အရွယ်အစားဟာပိုမိုကြီးလာနေတယ်လို့လည်းပြောထားပြန်ပါတယ်။နောက်တစ်ချက်ကတော့တည်ငြိမ်မှုမရှိတာပါပဲ။ယခုခန့်မှန်းထားတဲ့ Einstein-Rosen holes ခေါ် wormhole တွေဟာစကြဝဠာအတွင်းခရီးသွားဖို့တဲ့အသုံးပြုလို့မရနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့သူတို့ဟာအလင်းအမြန်ကျေပြတ်သွားကြလို့ပါ။ပြင်ပမတူညီပစ္စည်း exotic matter တွေလည်းရှိနေပါတယ်။သူတို့ဟာဒီစကြဝဠာထဲမှာမဟုတ်တာကြောင့်သူတို့ရဲ့အကောင်းအဆိုးဂုဏ်သတ္တိတွေနဲ့ dark energy တွေကိုလည်းခန့်မှန်းလို့မရနိုင်တော့ပါဘူး။ဒါကြောင့်အလွန်ကိုအန္တရာယ်များနိုင်ပါသေးတယ်။ British လူမျိုးနက္ခဗေဒပညာရှင် Stephen Hawking ကလည်းပြောပြန်ပါတယ်။ wormhole တွေဟာဒီစကြဝဠာထဲတနေရာကနေတနေရာကိုပေါက်တာတင်မဟုတ်သေးပဲဒီစကြဝဠာပြင်ကြီးကနေအခြားစကြဝဠာပြင်ကြီးတစ်ခုကိုပါပေါက်နေတဲ့လမ်းတွေဖြစ်နိုင်ပါတယ်တဲ့။ဒါကြောင့်အချိန်ခီးသွားသူတွေသုံးနိုင်ပါတယ်။ဒီအချက်ကိုလည်းသူ Hawking ကစိတ်ကူးရင်တတ်မဟုတ်ပဲအမှန်တကယ်ဖြစ်နိုင်ပါတယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ယခုလက်ရှိနည်းပညာတွေဟာ wormhole ကိုအရွယ်အစားကြီးလာအောင်ဖြစ်စေတည်ငြိမ်လာအောင်ဖြစ်စေမစွမ်းနိုင်သေးပါဘူး။ဒါပေမဲ့သိပ္ပံပညာရှင်တွေဟာဒီအချက်ကိုများသောအားဖြင့်ယုံကြည်ကြပြီး wormhole ကိုသုံးနိုင်တဲ့နည်းပညာတွေကိုဆက်လက်ကြိုးစားနေကြပါကြောင်း